ယောက်ျားလေးတွေရဲ့အတွင်းစိတ်ကိုလေ့လာကြည့်အောင်သူတို့ကအပြင်ပိုင်းမှာဘလောက်ပဲတတ်မှာတွေပြောသူတို့ရဲ့အတွင်းဆုံးအနှက်ဆိုင်ဆုံးနေရာမှာဘယ်မိန်းကလေးတွေကိုမှမသိစေချင်နဲ့ဒီလိုမှန်တရားတွေရှိပါတယ်ပထမဆုံးချက်ခုအနေနဲ့ယောက်ျားလေးတစ်ယောက်ကသူတို့ရှိမှလှပပြီးဆွဆောင်မှုရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်သွားတဲ့အခါမှာသူတို့ရဲ့စိတ်ကူတွေမှာအဲ့ဒီမိန်းကလေးနဲ့ပတ်သက်တဲ့အရာတွေကိုပုံဖော်ပြီးသားဖြစ်ပါတယ်ဒါကလေသူတို့ရဲ့စိတ်အလိုတွေတုတ်ပင်နေရခုဖြစ်ပြီးတော့ဒါမသားစီးနိုင်တဲ့အမှန်တရားတစ်ခုလို့ပြောလို့ရပါတယ်ဒုတိယချက်ခုကတော့စိတ်ပညာအရာယောက်ျားတွေရဲ့အတွင်းစိတ်မှာမုတ်ဆိုးလို့တဘာဝရှိပါတယ်။ရပြီးတဲ့အရာတွေထက်ဒီမရသေးတဲ့လိုက်လံပြီးတော့ဒီဖန်ဆားရမယ့်အရာတွေဆိုလို့ရှိရင်သူတို့ပို့ပြီးတော့စိတ်ဝင်စားကြပါတယ်။ဒါကြောင့်မို့သူတို့ရဲ့တဘာဝအရာမရနိုင်တဲ့မိန်းကလေးတွေဒီလိုမျိုးပို့ပြီးတော့လိုက်ရခက်တဲ့မိန်းကလေးဆိုလို့ရှိရင်တော့ပို့ပြီးတော့စိတ်ဝင်စားတာများပါတယ်။တရားချက်ခုကတော့ယောက်ျားလေးရဲ့စိတ်ထဲမှာ alpha လို့ခေါ်တဲ့အကြီးအကဲဖြစ်လို့စိတ်ရှိပါတယ်။သူတို့ကနေရာတကာမှာဥဆောင်ခြင်းနဲ့စိတ်ရှိတယ်။ပြီးတော့သူတို့ရဲ့စိတ်ထဲမှာဆိုလို့ရှိရင်လေဒီ main လေးတယောက်ကိုအားကိုးစီခြင်းလောက်တဲ့စိတ်တွေရှိပါတယ်။ relationship မှာပဲဖြစ်ဖြစ်အလုပ်ခင်မှာပဲဖြစ်မိသားစုတွေမှာဖြစ်ဖြစ်သူတို့ကိုတော်တယ်။သူတို့ကိုအားကိုးရှောက်အမြဲတမ်းပြောတာကိုသူတို့ကသဘောကျပါတယ်။ဟိုကအဲ့လို alpha ကြီးကဲဖြစ်ခြင်းနဲ့စိတ်ရှိပေမဲ့တစ်ဖက်မှာလည်းသူတို့အားငယ်တဲ့အချိန်တွေပြီးတော့စိတ်တက်ကြတဲ့အချိန်တွေရှိပါတယ်။ဒါပေမဲ့ယောက်ျားလေးဆိုတဲ့ခေါင်းစဉ်တက်ထားတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့အဲ့ဒီအရာကိုဖုံးကွယ်ဖို့အတွက်နီးလန်းမျိုးစုံစူးစမ်းကြပါတယ်။ချုပ်အားဖြင့်ပြောရမယ်ဆိုရင်ယောက်ျားလေးရဲ့အတွင်းစိတ်တွေက alpha ဥဆောင်ခြင်းနဲ့စိတ်ရဲ့တဏှာစိတ်တွေရဲ့သူတို့လိုချင်တဲ့အရာတွေကိုလိုက်လံပြီးတော့ဖမ်းယူရတဲ့မုတ်ဆူစိတ်တွေနဲ့ရှုပ်ထွေးနေတာဖြစ်ပါတယ်။အဲ့ဒီစိတ်တွေကလွန်ကဲလာလို့ရှိရင်စိတ်ရရင်ဖြစ်ပြောင်းလဲသွားပါတယ်။ဒါကြောင့်မလို့ဒီအရာတွေကိုထိန်းချုပ်နိုင်ပြီးတော့နေထိုင်မှသာလေကိုကတကယ်ယောက်ျားစိတ်ယောက်ျားကောင်တယောက်ဖြစ်လာမှာဖြစ်ပါတယ်။